လူစိမ်းတွေကိုပြုံးပြပြီးမင်္ဂလာပါလို့နှုတ်ဆက်ပါလူတော်တော်များများဟာလူစိမ်းတွေနဲ့အကြည့်ချင်းဆုံမိတဲ့အခါမျက်နှာချင်းမဆိုင်ပဲမျက်နှာလွှဲသွားတတ်ကြတယ်ဆိုတာကိုသတိထားမိပါရဲ့လားသူတို့ဘာကြောင့်ဒီလိုလုပ်ကြတာလဲလူစိမ်းတွေကိုကြောက်နေကြလို့လားမုန်းနေကြလို့လားကြောက်လို့မုန်းလို့တော့မဖြစ်နိုင်ပါဘူးဘာကြောင့်လဲဆိုတော့သူတို့ချင်းချင်းတစ်ခါမှမတွေ့ဘူးကြလို့ပါဒါဆိုရင်သူတို့ကိုလူစိမ်းတွေနဲ့အကြည့်ချင်းမဆုံရအောင်ဘာတွေကများတားဆီးထားကြလို့လဲကျွန်တော်အဲ့ဒီမိကုန်းအတွက်အဖြေကိုမသိပါဘူးဒါပေမဲ့သိတာတစ်ခုကတော့လူတွေရဲ့လူစိမ်းတွေအပေါ်မှာထားတဲ့စိတ်သဘောထားနဲ့သူတို့ရဲ့ပျော်ရွှင်မှုဟာဆန့်ကျင်ဘက်ဖြစ်နေကြတယ်ဆိုတာပါ။ဘာလဲဆိုတာကိုရှင်းပြပါမယ်။ခေါင်းကိုက်ဆိုင်ချလို့လူတွေကိုမျက်နှာလွှဲပြီးလမ်းလျှောက်တတ်သူလူတွေနဲ့မဆက်ဆံခြင်းသူလူတွေကိုမကြည့်ကျင်သူတယောက်ကိုစိတ်ချမ်းသာပျော်ရွှင်နေရများတွေ့ဘူးပါသလား။အင်မတန်ရှားပါတယ်။ဘာကြောင့်လဲဆိုတော့လူစိမ်းတွေအပေါ်ဖော်ရည်မှုမပြသူဟာပျော်ရွှင်မှုမရတတ်ကြလို့ပါ။ကျွန်တော်ပြောချင်တာကဖော်ဖော်ရွှင်နေခြင်းဟာတယောက်တည်းတတိတသက်နေတာထက်ပိုကောင်းတယ်ဒါမှမဟုတ်လူတွေကိုစိတ်ထဲကမပါပေမဲ့လည်းဖော်ရွှင်ဟန်ဆောင်ရမယ်လို့မဆိုလိုပါဘူးဆိုလိုတာကလူစိမ်းတွေကိုယဉ်ကျေးရဲလူလိုသဘောထားပြီးသူတို့အပေါ်တနာကျင်နာစိတ်အေးစားစိတ်တွေထားရှိဖို့သူတို့ကိုပြုံးပြဖို့နဲ့သူတို့မျက်လုံးတွေကိုကြည့်ဖို့ပါအဲ့ဒီလိုလုပ်လိုက်ရင်မိတ်ဆွေမှာအခုလိုစိတ်အပြောင်းလဲလေးတွေဖြစ်ပေါ်လာပါလိမ့်မယ်သူတို့လည်းငါလိုပါပဲလားသူတို့မှငါလိုပဲမိသားစုတွေရှိကြတယ်။ငါလိုပဲချစ်တတ်တဲ့နှလုံးသားဒုက္ခအခက်အခဲစိတ်ပူပန်တော့ကကိုချင်းစာနာစိတ်ကြောက်လန့်တာစတာတွေရှိကြတယ်။လူတွေဟာငါနဲ့အတူတူပါပဲ။ဒီလိုသိလာတဲ့အခါလူတွေရဲ့အပြစ်ကင်းစင်ယူသားမှုကိုပါမြင်လာပါလိမ့်မယ်။လူတွေရဲ့အပြစ်ကင်းစင်မှုကိုတွေ့လိုက်ရလို့မိတ်ဆွေရဲ့ရင်ထဲမှာအေးမြကြည်နေသွားပါလိမ့်မယ်။အခုပြောခဲ့တာမှန်ကိုသိဖို့မိတ်ဆွေလမ်းသွားရင်လူစိမ်းတွေနဲ့ဆုံတဲ့အခါရိုးသားစွာပြုံးပြလိုက်ပါသူတို့မျက်လုံးတွေကိုကြည့်ပြီးမင်္ဂလာပါလို့ပါဇက်ကနေလှိုက်လဲနှုတ်ဆက်လိုက်ပါတေချာတာကတော့သူတို့ဟာမိတ်ဆွေကိုမင်္ဂလာပါလို့ပြန်မနှုတ်ဆက်ရင်တော့အ ਨੇ ဆုံးပြုံးပြကြမှာတော့တေချာပါတယ်အားလုံးပဲအဆင်ပြေကြပါစေ